ဂလာပါရှင်ဒီနေ့တော့ပေါ့နော်အင်ချင်းဘဲကိုသားမလဲဆိုလို့ရှိရင်တော့ပေါ့နော်နေရာတစ်ခုသွားပြပါမယ်အဲ့ဒါလေးကတော့ ID လေးနဲ့သွားရမှာပဲဖြစ်ပါရဲ့ရှင်အင်ချင်းရဲ့ဗီဒီယိုလေးထဲမှာအမှားလေးတွေပါတော့ကြည့်လို့ရှိရင်တောက်မှမှရင်နော်အင်ချင်းကိုပေါ့နော်အားပေးကြတဲ့တငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အဲ့ရောပေါ့နော်ဒီမှာ ID နံပါတ်လေးရေးပါမယ်ဒီမှာပေါ့နော်ပြမယ်ရှင်ဒီမှာပါID ရေးဖို့အတွက်ပေါ့နော်ဒီမှာပါရှင်ရဲလေးကိုမပေါ့နော်များပြထားတဲ့အချိန်လေးနှိပ်ပါမယ်ID နံပါတ်လေးကတော့ခွန်ကိုတစ်ချောက်ခွန်ကိုတစ်ချောက်တင်9နှစ်3 1 5 တင်9အဲ့ဒါလေးပဲဖြစ်ပါရဲ့ရှင်နောက်ပြီးမော်နော် okay ကိုနှိပ်ပါမယ်နောက်ပြီးမော်နော်ဒီမှာဒါလေးဒီမှာခဏလေးနော်ဒါလေးရှိပါရဲ့နော်ဒါလေးကိုနှိပ်ပါမယ်ရှင်အရင်တော့ ID နဲ့သွားမယ်ဆိုလို့ရှိရင်တခုပြောချင်တာအကောင့်ဖွင့်ပြီးမှသွားလို့ရမှာပေါ့နော်အကောင့်မဖွင့်သွားလို့မရပါဘူးရှင်โอ้နေရာလေးကြည့်ပါအောင်လှလိုက်တာစစ်စရာလေးနေရာလေးอ่ะပေါ့နော်အရန်လှရဲပေါ့နော်အိမ်လေးတွေလည်းရှိရဲပေါ့နော်တပိုင်းလည်းမသိဘာလဲအုံးမရလည်းမသိပါဘူးဓာတ်တိုင်မှန်လို့အမလေးဒါဘာကြီးလည်းမသိနော်တစ်ချက်တော့စိတ်ဝင်စားကြရတော့ကောင်းပါရှင့်မမနော်အိမ်တအိမ်ချင်းစီကိုပြပါမယ်ဒါကတော့ထမင်းစပွဲပါထမင်းစပွဲမှာပေါ့နော်ထမင်းလေးတစ်ပတ်လည်းမရှိပါရဲ့ရှင့်ရပါတော့ဒီမှာရေခဲတစ်တာကြီးပါနားကလည်းမရှိဘူးရပါတော့ဒီမှာတက်ပါမယ်အမလေးဝေါအခန်းကြီးအများကြီးပဲပေါ့နော်ဒီမှာအိတ်ခန်းလေးတစ်ခုပါဒီမှာစာအုပ်စင်လေးရှိရပေါ့နော်အိမ်နဲ့စာအုပ်ဖတ်ဖို့လားမသိနေရာလေးကတအားမလှရပေါ့နော်အိမ်ကြီးနောက်ထပ်ရှိသေးရပေါ့နော်နောက်ထပ်အိမ်ကြီးတက်ပြပါအောင်မေစပွဲကုန်ပေါ်တာအိမ်ခန်းလားမသိဟုတ်တယ်ရှင်နေရာလေးတကယ်ကိုလှပါရဲ့အရန်လေးမိုက်ပါရှင်ဒီထဲမှာဆိုလို့ရှိရင်ဒါပါလောက်ကဒီမှာလဲအိတ်ခမ်းတစ်ခုဒီမှာလိုက်ကာလေးနဲ့ပေါ့နော်ဒီမှာပါရှင်အရန်ကိုလာတော့ပါပဲရှင်ဒီမှာပါပေါ့နော်လမ်းလျှောက်တာနဲ့မြန်သွားရင်စောကြီးပါရှင်ဒီမှာပေါ့နော်ဒါဆိုအလှပြင်ခမ်းပေါ့နော်မှန်တင်ကုံလေးနဲ့အိတ်ခမ်းလေးပါပါတယ်ပေါ့နော်ဒီမှာအရန်ကိုလာပါတယ်ဒီမှာတစ်ခုကြံသေးတယ်တပိုင်းလည်းမသိဘူးဒါကတော့ရေချိုးကန်းလေးပါပေါ့နော်ဒီမှာအင်တာနက်တွဲရက်ပါတာပါမလေးတကယ်ပေါ့နော်လှရပေါ့နော်နေရာလေးကတအားလို့ဒါလေးကတော့ဗာလေလောဟောက်လားမသိဟုတ်တယ်ဒါလောဟောက်ဟဟလားဟုတ်ပါဘူးတဲ့လေးမသွားရင်တောင်းမှမှာရတော့ညီမပေါ့နော်ဒါပါဟောက်လည်းမသိဟဲ့လားဘာလည်းမသိဟုတ်တယ်အဲ့ဒါတိတ်တောင်မမှတ်မိဖြစ်နေပေါ့နော်နေရာလေးကနည်းနည်းလေးပြောင်းသွားရှင့်ငါပေါ့နော်တကယ်လှပါရပေါ့နော်အိမ်လေးကဒီမှာပါရှင်လို့နော်တကယ်တော့ပေါ့နော်ဒီကနေသွားမှာဟုတ်တယ်ဒီကနေသွားမှာမှားသွားလိုက်တယ် sorry ပါရှင့်မပေါ့နော်ဒီမှာချိုင်ခန်းလေးတွေပေါ့နော်ကဲရန်ကိုလှပါရဲ့ရှင်နော်ဒီမှာပါရှင်အိမ်လေးကတော့ဒီမှာပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အင်ဂျင်ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ပါ